မင်္ဂလာပါရှင်ဒီရက်ထဲမှာကျမဖတ်ဖြစ်ပြီးနှစ်ကာကြိုက်နှစ်သက်ရတဲ့စာအုပ်ကတော့ဆရာကြီးဝဏ္ဏသီရိရေးသားခဲ့ပြီးအလင်းသစ္စာပေတိုက်ကထုတ်ဝေတဲ့ညီတော်အာနန္ဒာဤတသက်တာမှတ်တမ်းစာအုပ်ပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓသာသနာတော်2500ကျော်လာတဲ့အထိဒီစာအုပ်လိုအရေးဖွဲ့အခင်းချင်းပုံစံမျိုးနဲ့ရေးသားထားတဲ့ဗုဒ္ဓဝင်စာပေအမျိုးအစားစာအုပ်ဟူ၍မရှိခဲ့သေးကြောင်းစာရေးသူဆရာကြီးဝဏ္ဏသီရိကစာအုပ်အမှားစာမှာရေးသားထားပါတယ်ရှင်ဗုဒ္ဓဝင်အကြောင်းတုတ္တကိုယတ္တစာပေနဲ့ပေါင်းဆက်ရေးဖွဲ့ထားတာကြောင့်ခေတ်သစ်ဗုဒ္ဓဝင်ဝတ္ထုစာအုပ်ကြီးလို့ကျမကတော့တင်စားလိုက်ချင်ပါတယ်ရှင်ဒီစာအုပ်နှစ်တွဲကစတင်ထုတ်ဝေချိန်မှယခုချိန်ထိနှစ်ပေါင်း40ကျော်လာခဲ့ပြီမြင်အောင်မြင်နေစေစာအုပ်တစ်အုပ်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ညီတော်အာနန္ဒာဤတသက်တာမှတ်တမ်းစာအုပ်လေးကပထမတွဲနဲ့ဒုတိယတွဲနှစ်အုပ်ထွက်ရှိထားပြီးတော့မာယူလိုဘာကအလင်းသစ္စာပေတိုက်ကိုဆက်သွယ်မှာယူနိုင်တယ်လို့အလင်းသစ္စာပေတိုက်ရဲ့ Facebook page နဲ့ Telegram channel များမှာလည်းမှာယူအားပေးနိုင်ပါတယ်ရှင်။